ကျွန်တော်တို့ရဲ့နေမင်းကြီးဟာမိမိကိုယ်တိုင်အလင်းနဲ့အပူစွမ်းရည်တွေထုတ်လွှတ်ပေးနေတဲ့အေယာမတက်တန်းရဲ့အဖြူရောင်ကျဲတပွင့်ဖြစ်ပါတယ်။ဒီကျဲကြီးရဲ့တက်တန်းဟာလက်ရှိမှာနှစ်ပေါင်း 4.6 ဘီလီယံခန့်ရှိနေပြီဖြစ်ပြီးမိမိဂလက်ဆီထဲမှာတက်တန်းဝက်ရောက်နေပြီဖြစ်ပါတယ်။နေရဲ့တူတဲ့ပမာဏဟာအလွန်ကြီးမားလွန်းတာကြောင့်မိမိနေဖွဲ့စည်းတစ်ခုလုံးမှာရှိတဲ့ဓာတ်ထုအားလုံးရဲ့ 69.8 ရာခိုင်နှုန်းကိုယူထားပါတယ်။ဒီကျဲကြီးအတွင်းထဲမှာကဘာဂျိုပေါင်းတသန်းကျော်ကိုအလွယ်တကူထည့်သွင်းတူလောင်ထားနိုင်လောက်အောင်အစမတန်ကြီးမားလာတာဖြစ်ပါတယ်။နေကိုဖွဲ့စည်းထားတဲ့အဓိက dressing တွေကတော့ hydrogen 83 ရာခိုင်နှုန်းနဲ့ helium 25 ရာခိုင်နှုန်းတို့အဓိကပါဝင်နေတာဖြစ်ပါတယ်။နေရဲ့ဗဟိုချက်ဥတိုင်ထဲမှာအပူချိန်ဟာဆက်စီရဲ့15တန်းခန့်ထိရှိနေပြီးအပြင်းထန်ဆုံးဖိအားတွေဆက်မပြတ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီဗဟိုချက်ထဲမှာ hydrogen atom တွေပေါင်းဆက်ပြီး helium ဖြစ်လာတဲ့ nuclear fusion ဖြစ်စဉ်ကြောင့်စွမ်းအင်တွေထွက်လာတာပါ။နေရဲ့မျက်နှာပြင်အပူချိန်ကတော့ဆက်စီရဲ့9500ကျော်ခန့်ရှိပြီးအတွင်းပိုင်းလောက်မပူပေမဲ့ဓာတ်ပစ္စည်းအလုံးကိုအရေးပြောစေနိုင်ပါတယ်။နေဟာကုန်းမြေပုံစံဆိုင်ခဲမဟုတ်ပဲပြင်းထန်တဲ့လဲစစ်တက်ဆောင်အမုံတွေနဲ့ဖွဲ့စည်းထားတဲ့အေယာမပလာစမာအလုံးကြီးဖြစ်ပါတယ်။နေရဲ့ဆွဲအားဟာအလွန်ပြင်းထန်တာကြောင့်ကမ္ဘာပါဝင်နေဖွဲ့စည်းကဂျိုအားလုံးကိုမိမိပလန်ထဲမှာမြဲမြံစွာဆွဲထိန်ထားနိုင်တာဖြစ်ပါတယ်။နေစီကထွက်လာတဲ့လင်းနှန်းတွေဟာကီလိုမီတာတန်150ကွာဝေးတဲ့ကမ္ဘာမြေပြင်စီကိုရောက်ရှိဖို့10မိနစ်ခန့်ကြာမြင့်ပါတယ်။နေရဲ့ကာဗွန်ဓာတ်ငွေ့နဲ့လဲစစ်တန်လိုင်းတုန်ခါမှုကြောင့်မျက်နှာပြင်ပေါ်မှာနေဆက်ပြောက်လို့ခေါ်တဲ့အမဲဆက်တွေဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒီနေဆက်ပြောက်နေရာတွေကနေတဆင့်ပြင်းထန်တဲ့တန်လိုက်စွမ်းအင်ပောက်ကွဲမှုကြီးတွေဖြစ်ပွားပြီးအာကာသတွေကိုစွမ်းအင်တွေပုတ်ထုတ်လေရှိပါတယ်။နေရဲ့မျက်နှာပြင်ကနေလျှက်စစ်တက်ဆောင်အမုံမွားတွေစက္ကန့်မလန့်လွင့်ပြန်လာတဲ့ဖြစ်စဉ်ကိုနေမုန်တိုင်းလို့သိပ္ပံပညာမှာခေါ်ဆိုပါတယ်။ဒီနေမုန်တိုင်းတွေကမ္ဘာစီရောက်လာတဲ့အခါကမ္ဘာတန်လိုက်စက်ကွဲနဲ့ပွတ်တိုက်ပြီးဝင်ရိုးစွန်းဒေသတွေမှာလှပတဲ့အော်ရိုရာအလွင်းနှန်းတွေဖြစ်လာပါတယ်။ဒါပေမဲ့အလွန်ပြင်းထန်တဲ့နေမုန်တိုင်းတွေဟာကမ္ဘာပေါ်ကဆက်သွယ်ရေးဂျိုရုတွေနဲ့လျှက်စစ်တအားလိုင်းတွေကိုပျက်စီးစေနိုင်တဲ့အန္တရာယ်ရှိပါတယ်။စက်ကြောလာတဲ့ကအခြားသောအေယာမကျဲကြီးတွေနဲ့နှိုင်းယှဉ်ရင်ကျွန်တော်တို့ရဲ့နေဟာအရွယ်စားအဖြစ်ပြင်းပြအဆင့်သာရှိတဲ့ကျဲဖြစ်ပါတယ်။နေဟာမိမိရဲ့မိခင်ဂလက်ဆီဖြစ်တဲ့ Milky Way ရဲ့ဗဟိုချက်ကိုတပတ်ပတ်မိဖို့နှစ်ပေါင်း230တန်းခန့်ကြာအောင်စီးမျောနေတာပါ။အကယ်၍နေသာလုံးဝမရှိတော့ရင်ကမ္ဘာမြေဟာအေးခဲမောင်မိုက်သွားပြီးတက်ရှိမှန်သမျှရပ်ပိုင်းတွင်လုံးဝတည်ဆုံပျက်စီးသွားမှာဖြစ်ပါတယ်။နေစီကရတဲ့လင်းစွမ်းအင်ဟာကမ္ဘာပေါ်ကအပင်တွေအစာချက်လုပ်ဖို့နဲ့ရာသီဥတုလေပတ်ဖို့အတွက်အဓိကမချိမဖြစ်အရေးကြီးဆုံးဖြစ်ပါတယ်။နောက်ထပ်နှစ်ပေါင်း9ဘီလီယံခန့်ကြာတဲ့အခါမှာတော့နေဟာမိမိစီကဟိုက်ဒရိုဂျင်လောင်စာတွေအကုန်လုံးကုန်ဆုံးသွားမှာဖြစ်ပါတယ်။လောင်စာကုန်တဲ့အခါနေဟာအစမတန်ပွားပွားကြီးထွားလာပြီးဗုဒ္ဓဘူးဂျိုတောက်ကြဂျိုနဲ့ကဘာဂျိုတို့ကိုပါဝါမျိုးဖြစ်တဲ့ကျယ်နီကြီးဖြစ်လာပါလိမ့်မယ်။အဲဒီနောက်မှာတော့ပြန်လဲကျုံဝင်သွားပြီးအလင်းဖြော့ဖြော့သာရှိတော့တဲ့တက်တန်းကုန်ကျဲပြူပူလေးဘဝနဲ့ပဲဇက်သိမ်းသွားမှာဖြစ်ပါတယ်။